ဘန်ကောက်မြို့ရဲ့အစီကားဆုံးစက်တလမ်းမကြီးပေါ်မှာအထက်ပေါင်း49ထက်ရှိတဲ့အယိုးစုကြီးတစ်ခုလို့ထီထီကြီးရှိနေတဲ့အဆောက်အအုံကြီးတစ်ခုဒီအဆောက်အအုံကြီးဟာခရီးသွားတွေရောဒေသခံတွေပါကြောက်လန့်တကြားနဲ့ငေးကြည့်ရတဲ့ Ghost Tower ပါဒီတိုက်ကြီးထဲမှာဘာကြောင့်လူတွေတည်ခဲ့ရတာလဲပြီးတော့ဒီတိုက်ကြီးကိုဘာလို့ယခုထိတိုင်ဖြိုချဖျက်ဆီးခြင်းမလုပ်ရသေးတာလဲဒီ Ghost Tower ကြီးကိုဆောက်လုပ်ခဲ့တဲ့သူကတော့ Ransan Tosuwan ဆိုတဲ့နာမည်ကြီးဗီဒီယိုကပညာရှင်တစ်ယောက်ဖြစ်ပါတယ်သူဟာထိုင်းနိုင်ငံရဲ့အချမ်းသာဆုံးအောင်မြင်ဆုံးလူသားတစ်ယောက်ဖြစ်ချေခဲ့တာပါ1990ပြည့်နှစ်တွေမှာသူဟာဘန်ကောက်ရဲ့မြေဈေးအကြီးဆုံးနေရာမှာဒီကွန်ဒိုကြီးကိုစတင်ဆောက်လုပ်ခဲ့ပါတယ်ဒါပေမဲ့ကက်ဂျမာကသူ့ကိုမျက်နှာသာမပေးခဲ့ပါဘူး1993ခုနှစ်မှာသူဟာတရားရုံးချုပ်တရားသူကြီးကိုလှုပ်ကြံဖို့ကြံစီမှုနဲ့ရုတ်တရက်အဖမ်းဆီးခံခဲ့ရပါတယ်ဒီအမှုဟာ15နှစ်တိုင်တိုင်ကြာမြင့်ခဲ့ပြီးသူ့ရဲ့ဂုဏ်သိက္ခာရောစီးပွားရေးပါအကုန်ပျက်စီးခဲ့ရပါတယ်1999ခုနှစ်မှာစီးပွားရေးပြက်ကက်ချေရောက်တော့သူဟာလုံးဝကိုဒေဝါလီခံလိုက်ရပါတယ်ဒီတိုက်ကြီးဟာလည်းယခုလိုပဲ80ရာခိုင်နှုန်းပြည်စည်းနေချိန်မှာပဲအယိုးစုကြီးတစ်ခုအဖြစ်စွတ်ပစ်ခြင်းခံခဲ့ရတာပါနောက်ပြီးထူးဆန်းတာကဒီတိုက်ကြီးရဲ့အကြောင်းကိုဒေသခံလူတွေကဒီတိုက်ကြီးဒီကျိစာမိနေတယ်လို့လည်းဆိုထားပြန်ပါတယ်ဗျဒီ Ghost Tower ရဲ့ဘေးမှာဝရံလောင်ဝဆိုတဲ့ရှေးဟောင်းဘုန်းကြီးကျောင်းတစ်ကျောင်းရှိပါတယ်ဗျဒီတိုက်ကြီးကိုစောက်တဲ့အခါဘုန်းကြီးကျောင်းရဲ့ဇေဒီတော်ထက်အများကြီးပိုမြင့်နေတဲ့အပြင်ညနေခင်းနေဝင်ကြီးတွေမှာတိုက်ကြီးရဲ့အရေးဟာဘုန်းကြီးကျောင်းပေါ်ကိုတဲ့တဲ့ကြီးကြားရောက်နေပါတယ်ထိုင်းရဲ့အယူဆအရဒါဟာဘာသာရေးနယ်မြေကိုစိတ်ခေါ်တာအထက်လူကြီးကိုအရေးနဲ့မိုးတာဖြစ်လို့အကြီးအကျယ်ကျိစာတင့်တယ်လို့ဆိုကြပြန်ပါတယ်ဗျဒါကြောင့်ပဲဆောက်လုပ်သူရောတိုက်ကြီးပါပျက်စီးသွားရတယ်လို့အခိုင်အမာယုံကြည်နေကြတာပါခင်ဗျဒီ Ghost Tower တိုက်ပြက်ကြီးတဲ့ကို Content Creator တွေဟာစူးစမ်းချင်စိမ့်နဲ့ခိုးဝင်ပြီးရက်ကူးရေးတွေလုပ်ကြပါတယ်ဒါပေမဲ့သူတို့ပြန်ထွက်လာတဲ့အခါပြောပြတဲ့အဖြစ်ပြက်တွေကကြောက်စရာကြီးတွေပါတခါက Content Creator အုပ်စုတစုဟာအပေါ်ထက်ကိုတက်တဲ့အခါခြေတံတွေအနောက်ကလိုက်လာတာမျိုးကင်မရာထဲမှာမမြင်ရတဲ့လူရိပ်တွေပါလာတာမျိုးကြုံခဲ့ရပါတယ်2014ခုနှစ်မှာတော့ရွှေနေနိုင်ငံသားတစ်ယောက်ရဲ့အလောင်းကို43တက်မှာတွားတွေ့ခဲ့ပြီးနောက်ပိုင်းမှာတော့ဒီတိုက်ထဲခိုးဝင်တဲ့လူတိုင်းဟာအကြောင်းမဲ့ထိလိုက်တာတွေနေမကောင်းဖြစ်တာတွေနဲ့ကန်ဆိုးမှုတွေစရိုက်ကြုံရတယ်လို့ဆိုကြပြန်ပါတယ်ဒီ Ghost Tower ကြီးဟာကြောက်ဖျားမြစ်ရဲ့ကမ်းတစ်ဘေးမှာရှိနေပါတယ်မြစ်ထဲကနေလှေစီးလာရင်ဒီတိုက်ပြက်ကြီးကိုဘန်ကောက်ရဲ့အယုတ်ဆိုးအကြီးတန်းဆုံးအမှတ်သားဖြစ်မြင်ရမှာပါအခုဒီဘာလို့မဖြတ်စည်းရသေးရလဲဆိုရင်ဖြတ်ဖို့အတွက်ကုန်ကြစေးကဘတ်တန်ပေါင်းထောက်ကြီးကုန်ကြမှာမို့လို့ပါဒါကြောင့်ပဲအခုထက်ဒီဘန်ကောက်မြို့လေကောင်မှာခြောက်ချားစရာကောင်းတဲ့အိမ်မက်ဇုံးကြီးအဖြစ်ထီထီကြီးရှိနေစေဖြစ်ပါတယ်ခင်ဗျထူးဆန်းတာကထိုင်းနိုင်ငံမှာအပြင်းဆုံးငလျင်လှုပ်ခတ်မှုရှိနေတော့လေဒီ Ghost Tower ကြီးဟာပြိုကျပျက်စီးခြင်းမရှိခဲ့ပါဘူးခင်ဗျလူသားတွေရဲ့အိမ်မက်ကနေအိမ်မက်ဆိုးဖြစ်သွားခဲ့တဲ့ Ghost Tower ဒါဟာစီးပွားရေးလောဘနဲ့ကံကြမ္မာရဲ့သင်္ကန်းသာတစ်ခုဖြစ်နိုင်ပါတယ်မိတ်ဆွေတို့ရောဒီ Ghost Tower အကြောင်းကိုဘယ်လိုမြင်ကြလဲမိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာပြောပြပေးခဲ့ကြပါဦးဗျာနောက်တစ်ပတ်မှာတော့ဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့လှုပ်ဝဲချက်တွေကိုဆက်လက်ပြီးတင်ဆက်ပေးအောင်မှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့အားပေးခဲ့ကြပါဦးဗျာကဲဘေးအန္တရာယ်ကင်းရှင်းပြီးကောင်းသောနေ့တွေပိုင်ဆိုင်နိုင်ကြပါစေဗျာ